တင်တို့ဖုန်းထဲမှာ Google Lens ရှိနေပေမဲ့မသုံးဖြစ်သေးဘူးဆိုရင်ဒီဗီဒီယိုအဆုံးထိကြည့်သွားလိုက်ပါစာတွေကို copy ကူးတာဘာသာပြန်တာပစ္စည်းရှာတာနဲ့နေ့စဉ်အသုံးဝင်တဲ့ဖြူချားတွေကို Google Lens တစ်ခုတည်းနဲ့လုပ်လို့ရပါတယ်ဒီနေ့မှာတော့လူတော်တော်များများမသိသေးတဲ့အသုံးဝင်တဲ့နည်းလမ်းတွေကိုလက်တွေ့ပြသပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့တင်တို့ဖုန်းထဲမှာ Google Lens မရှိသေးရင်တော့ကျွန်တော်တို့ Play Store ကနေသွားပြီး download ဆွဲရမှာဖြစ်ပါတယ်ကျွန်တော် Play Store ကိုတစ်ချက်ဖွင့်လိုက်မယ်ဗျ Play Store ထဲကိုရောက်ပြီဆိုရင်ကျွန်တော်တို့ search bar မှာ Google Lens လို့ရိုက်လိုက်ပါ GOOGLE Google LENS Google Lens လို့ရိုက်ပြီးသွားတာ ਨੇ ကျွန်တော်ကတော့ဒီမှာ open လို့ပေါ်နေပါတယ်အဲ့ဒါကျွန်တော်ဖုန်းထဲမှာရှိလို့ပါမရှိသေးတဲ့မိတ်ဆွေများကတော့ဒီကောင်ကို install လုပ်ထားပါမယ်ပြီးရင်ကျွန်တော်တို့ icon လေးကိုဖွင့်လိုက်ပါမယ်ပထမဆုံးအနေနဲ့ဒီထဲကိုရောက်ပြီဆိုရင်ကျွန်တော်ကဒီမှာအင်္ဂလိပ်စာအုပ်တုပ်ဗျာဒီကောင်ကိုကျွန်တော်ဓာတ်ပုံရိုက်ပြီးတော့ဘာသာပြန်ခိုင်းမှာဖြစ်ပါတယ်ဓာတ်ပုံရိုက်လိုက်ပါပြီးတာနဲ့ကျွန်တော်တို့ကဒီဓာတ်ပုံရိုက်ထားတဲ့အင်္ဂလိပ်စာကိုကျွန်တော်တို့ copy ကူးလို့လည်းရပါတယ်ကျွန်တော်တို့ဘာသာပြန်လို့လည်းရပါတယ်ဒါဆိုရင်ကျွန်တော်တို့ copy ကူးပြီးဖုန်းထဲမှာစာအုပ်ထဲကပုံလေးကိုဗျာဘယ်စာအုပ်ဖြစ်ဖြစ်ဓာတ်ပုံရိုက်လိုက်မယ်ပြီးရင် copy ယူပြီးတော့ဖုန်းထဲမှာတင်ထားတာတို့ဒါမှမဟုတ်ရင်ကိုဖတ်ထားတဲ့စာအုပ်ထဲကတချို့အကြောင်းအရာလေးတွေကို Facebook မှာတင်ကြတာတို့ပါလို့ဆိုရင်ကျွန်တော်တို့ဒီလိုနီးနဲ့အသုံးပြုလို့ရပါတယ်ဒီကောင်ကိုကျွန်တော်မြန်မာဘာသာတစ်ချက်ပြန်ကြည့်ပါမယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာ copy ဆိုတာကိုယူလိုက်ရင်ကျွန်တော်တို့ copy ယူပြီးတော့ကျွန်တော်တို့ note ထဲမှာဖြစ် paste ချလို့ရပါတယ်ဘာသာပြန်မယ်ဆိုရင်ကျွန်တော်တို့ဒီအပေါ်မှာ translate ဆိုတာရှိပါတယ်အဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါကျွန်တော်တို့ဒီအောက်မှာဗျအပြာရောင်လေးနဲ့ icon လေးကိုတစ်ချက်နှိပ်ရပါဒီမှာဆိုရင်အင်္ဂလိပ်စာအုပ်ကိုမြန်မာဘာသာပြန်တာဖြစ်ပါတယ်အပေါ်မှာကျွန်တော်တို့ဒီမှာ English to မြန်မာဆိုပြီးပြောင်းထားတာပါကျွန်တော်တို့ဘယ်ဘာသာနဲ့ဘယ်ဘာသာပြန်မယ်ဆိုတာကိုကျွန်တော်တို့အကုန်လုံးဒီမှာရွေးလို့ရပါတယ်ဥပမာမြန်မာဆိုပြီးတော့ကျွန်တော်ရွေးထားလို့ပါတခြားဘာသာပြန်ကျင်တယ်ဆိုရင်လည်းတခြားဘာသာပြန်လို့ရပါတယ်ဒီမှာအများကြီးရှိပါတယ်ကျွန်တော်ဂျပန်စာတွေကိုမြန်မာလိုပြန်တာတို့တခြားကိုရီးယားစာတွေကိုမြန်မာလိုပြန်တာတို့ကျွန်တော်တို့အကုန်လုပ်လို့ရပါတယ်ဒီမှာဆိုရင်မြန်မာဘာသာပြန်ပေးထားတယ်ဖြစ်ပါတယ်အဲ့ကောင်ကိုကျွန်တော်တို့က copy ကူးလို့ရတယ်မြန်မာဘာသာပြန်လို့ရတယ်ပြီးတော့ဘာလုပ်လို့ရသေးလဲဆိုတော့ကျွန်တော်တို့ဒီမှာအောက်မှာ listen ဆိုတာရှိပါတယ်သူဖတ်ပြပါလိမ့်မယ်တစ်ချက်နားထောင်ကြည့်ပါ出山多年米လင်းတို့ကြည့်တဲ့ကောင်ခြေတော့ကချောင်းနဲ့ဦးနေတဲ့ဝပလွေတဲ့ကောင်ဝပလွေနဲ့ပူတူတဲ့သုံးဝေးအကောင်ကြီးစိုက်ကလောက်ကဲတော့ကောင်အလက်တွေမျက်လုံးကြီးတစ်လုံးပါတော့မိကြောင်းတဲ့ကောင် pass လုပ်လိုက်ပါမယ်ဒီမှာလည်းအဲ့လိုမျိုးလဲဖတ်လို့ရတယ်ပြီးတော့နောက်ထပ်ဘာတွေလုပ်ရလဲဆိုတော့ကျွန်တော်ဆက်ပြပေးပါမယ်ဒီမှာဆိုရင်ကျွန်တော်တို့စာအုပ်ကိုအင်္ဂလိပ်စာအုပ်ကိုမြန်မာဘာသာပြန်တယ် copy ကူးလို့ရတယ်ဘာလုပ်လို့ရသေးလဲဆိုတော့ကျွန်တော်တို့ကိုရှာကျင်တဲ့ပစ္စည်းတစ်ခုကိုဓာတ်ပုံရိုက်ပြီးတော့လည်းရှာလို့ရပါတယ်ဥပမာကျွန်တော်ဒီမှာဂတာပုံလေးကိုကျွန်တော်ဓာတ်ပုံရိုက်လိုက်ပါမယ်ဒီလိုဓာတ်ပုံရိုက်လိုက်ပြီဆိုတာ ਨੇ ကျွန်တော်တို့ကဒီမှာဆိုရင်အောက်မှာကျွန်တော်တို့ဂတာနဲ့ပတ်သက်တဲ့ဟာတွေ post တွေတက်လာပြီဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာဆိုရင်ဒီဂတာအမျိုးအစားပေါ့ဗျာအဲ့ကောင်နဲ့ကျွန်တော်တို့အတူဆုံးမျိုးအစားကိုရှာကြရင်ဒီမှာဆိုရင်ဒီကောင်လေးကိုရွေးလိုက်ပါရွေးလိုက်ပြီဆိုတာ ਨੇ ဒီမှာဂတာအမျိုးအစား NG GT 900ကျွန်တော်ဖတ်ချင်တဲ့ post တွေ့ပြီဆိုတာ ਨੇ ဒီမှာနှိပ်ပြီးတော့ရှာလိုက်ရုံပါပဲတခြားပစ္စည်းတွေဒီလိုပဲဓာတ်ပုံရိုက်ပြီးရှာလို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကနောက်ထပ်ဘာလို့ရသေးလဲဆိုတော့ကျွန်တော်တို့ရှာကျင်တဲ့စာအုပ်တွေတခြားပစ္စည်းတွေပေါ့ဗျာဘယ်ဟာပဲဖြစ်ဖြစ်ကျွန်တော်တို့ကပုံရိုက်ပြီးတော့ရှာလို့ရပါတယ်ကျွန်တော်နောက်တစ်ခုရှာပြပေးပါမယ်ဒီမှာဆိုရင်ကျွန်တော်ဒီစာအုပ်လေးကိုတစ်ချက်ရှာကြည့်လိုက်မယ်ဗျာเนาะအဲ့ဒါဆိုတာလည်းကျွန်တော်တို့ဒီမှာပေါ်လာပြီအောက်မှာဆိုရင်ဒီစာအုပ်ဒီမှာတန်ကြီးနဲ့ဘလောက်နဲ့ရောင်းတယ်ဗာညာသူ့ရဲ့ဈေးနှုန်းတွေပါလည်းသိရတယ်သူနဲ့ပတ်သက်တဲ့အချက်လက်တွေအကုန်ရှားပေးပါတယ်စောက်မှာမဟုတ်ဗျာကျွန်တော်တို့ရှာချင်တာဘယ်ဟာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ application နဲ့ဓာတ်ပုံရိုက်မယ်ဓာတ်ပုံရိုက်ပြီးတာနဲ့ကျွန်တော်တို့ရှာလို့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်ဒီမှာ Facebook link တစ်ခုကိုနှိပ်လိုက်မယ်
အဲဒီစာအုပ်နဲ့ပတ်သက်တဲ့ page တစ်ခုကြာလာတယ်ဗျအဲဒီမှာကျွန်တော်တို့ဒီမှာကိုလိုချင်တာတွေတွားပြီးရှာလို့ရတာဖြစ်ပါတယ်နောက်တစ်ခုဘာလို့ရသေးလဲဆိုတာကိုကျွန်တော်ဆက်ပြပေးပါမယ်ကျွန်တော်တို့ QR code တွေဘာတွေကိုလည်း scan ဖတ်ပြီးတော့ကျွန်တော်တို့ရှာလို့ရတယ်ဗျကျွန်တော်နမူနာအနေနဲ့ QR code တစ်ခုကို scan ဖတ်ပြပေးပါမယ်တော့ဒီမှာဆိုရင်ဒီ QR code ကို scan ဖတ်လိုက်တယ် scan ဖတ်ပြီးတော့ search နှိပ်လိုက်တာနဲ့ကျွန်တော်တို့ဒီမှာဒီဖုန်းနဲ့ပတ်သက်တဲ့ website ကိုရောက်သွားမှာဖြစ်ပါတယ်တစ်ချက်လောက်ကြည့်ပါဒီမှာဆိုရင်ကျွန်တော် Infinite ဖုန်းဘူးကောင် QR code ကိုဖတ်လိုက်တဲ့အတွက်သူ့ရဲ့ website ကိုရောက်သွားမှာဖြစ်ပါတယ်ကျွန်တော်နောက်ထပ်လုပ်လို့ရတာလေးကျွန်တော်တစ်ချက်ပြပေးပါအောင်မယ်ဗျခုနဟာတွေကတော့ကျွန်တော်တို့ဓာတ်ပုံရိုက်ပြီးတော့ကင်မရာနဲ့ဓာတ်ပုံရိုက်ပြီးတော့ပစ္စည်းတွေကိုရှာတာဖြစ်ပါတယ်နောက်တနည်းကဘာလို့ရသေးလဲဆိုတော့ကျွန်တော်အဲ့လိုဓာတ်ပုံမရိုက်ဘဲနဲ့ကျွန်တော်ဖုန်းထဲမှာရှိတဲ့ဓာတ်ပုံရိုက်ပြီးသားတွေတဲကနေကိုရှာချင်တာကိုလည်းရှာလို့ရပါတယ်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ဒီဘက်ဘေးကပုံလေးနှိပ်လိုက်ပါအဲ့ထဲကနေကျွန်တော်တို့ကပါရှာမလဲပေါ့ဗျာကျွန်တော်နမူနာကျွန်တော်ဒီမှာတော့လှမွေးကားပုံလေးရိုက်တာတစ်ချက်ရှိရဗျာကျွန်တော်အဲ့ကောင်တစ်ချက်နှိပ်လိုက်မယ်ဒီကောင်ကိုနှိပ်လိုက်ရင်ဘာဖြစ်မလဲဆိုတော့ကျွန်တော်တစ်ချက်ဒီမှာဆိုရင်ဒီပုံလေးတွေကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါပြီအဲ့ဒါဆိုရင်အောက်မှာသူရှာပေးထားတယ်ဗျကျွန်တော်တို့ဒီမှာဆိုရင် Ranchu Go-Fit မှာ Go-Fit နဲ့ပတ်သက်တဲ့ပုံတွေပေါ့ဗျာသူနဲ့အနီးဆက်ဆုံးတွေကိုကျွန်တော်တို့ကဒီမှာနှိပ်ပြီးတော့ရှာလို့ရပါတယ်ဒါတော့ကျွန်တော်နမူနာပုံတစ်ပုံရှာပြတာဖြစ်ပါတယ်လူချင်းမင်းတို့ကြိုက်တာကိုရှာလို့ရပါတယ်ဖုန်းထဲမှာရှိတဲ့ပုံတွေနဲ့ကနေပြီးတော့လည်းဒီလိုမျိုးရှာလို့ရပါတယ်ဗျဒါကတော့ကျွန်တော်မိတ်ဆွေတို့အတွက်အသုံးပြုနည်းအကြမ်းမြင်လေးတွေပြောပြပေးသွားတာဖြစ်ပါတယ်အားလုံးပဲလိုက်လုပ်ကြည့်လို့ရပါတယ်ဗျာအဆင်ပြေကြပါစေ Don't forget to like, comment, and subscribe.